ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယို channel လေးကနေပြန်လဲပြီးကြိုဆိုလိုက်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အင်ချန်ပီတင်တန်းတွေလည်းတက်လို့ပြီးသွားပြီအကျိုးဆောင်ဒီတင်တန်းစင်းလက်မှတ်တွေလည်းရပြီ smart card လည်းရပြီဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်လောက်ရမှာတော့သက်ဆိုင်ရာမြို့နယ်တွေရဲ့ကျွန်တော်တို့ဒီဖွဲ့ဝင်တွေပေါ့နော်ဥက္ကဋ္ဌတို့တွေးမှုတို့လိုမျိုးကနေကျွန်တော်တို့ထွေးအောင်မှာဖြည့်မဲ့ form ပုံစံတောင်းဖို့လိုပါတယ်အကယ်သူတို့ကကိုယ်မပေးသေးဘူးဆိုလို့ရှိရင်ကိုကထွေးအောင်မှာဖြည့်မဲ့ဒီအကျိုးဆောင်လိုင်စင်လုပ်ဖို့လိုရတဲ့ form ပုံစံလေးကိုကျွန်တော်တို့တောင်းဖို့လိုတယ်ပြီးလို့ရှိရင်အဲ့ form ကိုသူတို့ကနေပြီးတော့ဘလို့ဖြည့်ရမယ်ပြီးတော့အဲ့ form ထဲမှာတခြားကိုတင်ရမယ်အချက်လက်လေးတွေရှိတယ်ပေါ့နော်ကိုတင်ရမယ်စာရွက်စာတမ်းလေးတွေရှိတယ်အဲ့ဒါလေးတွေကိုကိုကလိုက်ပြီးတော့စုရမယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ထွေးအုပ် form မှာကိုဖြည့်ပြီးပြီဆိုရင်အဓိကလိုအပ်တာကတော့ကျွန်တော်ရဲစခန်းထောက်ခံစာနဲ့ရက်ကွက်ထောက်ခံစာလိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရက်ကွက်ထောက်ခံစာအရင်လုပ်ရမယ်ရက်ကွက်ထောက်ခံစာတော့ကျွန်တော်တို့တိမခတ်ပါဘူးလွယ်ပါတယ်ကိုယ့်ရဲ့အိမ်ကကိုနေထိုင်ရာမြို့နယ်ကရက်ကွက်ရုံကိုသွားပြီးတော့ကိုယ့်ရဲ့မှတ်ပုံတင်မှုရင်းမိတ်တူပြီးလို့ရှိရင်အင်ချန်မြေတင်တန်းဆင်းထားတဲ့လက်မှတ်တွေမိတ်တူ smart card မိတ်တူပြီးလို့ရှိရင်တကောင်ဆင်းပေါ့နော်ကိုကတကောင်ဆင်းနဲ့ဆိုလဲတကောင်ဆင်းမိတ်တူဒါမှမဟုတ်လဲအဲဆင်းနဲ့ဆိုလဲအဲဆင်းမိတ်တူပေါ့အဲ့ဒါတွေကိုယူအားပြီးတော့ကျွန်တော်ရက်ကွက်ရုံမှာသွားပြီးတော့အင်ချန်မြေအတင်းလိုင်စင်ဝင်မှုအတွက်ရက်ကွက်ထောက်ခံစာလုပ်တယ်ဆိုပြီးတော့ကျွန်တော်အုပ်ကြီးကိုသွားပြီးတော့ရှောက်ထားနိုင်ပါတယ်ချက်ချင်းရပါတယ်